ကယ်ဆယ်ရေးဖွဲ့ကလူငယ်တယောက်ကနေပြီးတော့တိုက်ပြက်ဒီကြားထဲကအမေရွယ်တယောက်အတန်တစ်ခုကြားတော့အမေအတန်ကြားလားလို့မေးလိုက်ပြီးတိုက်ပြက်ပုံကြီးအောက်မှာရှိနေတဲ့ကယ်ဆယ်ရေးအဖွဲ့ရဲ့လူငယ်လေးရဲ့အမေရွယ်ကလည်းပြန်ပြီးတော့ပြောတယ်ကြားတယ်ငါသားကြီးတဲ့ပြောဆိုအပေါက်ကျင်းငယ်တစ်ခုကနေပြီးတော့လက်ကလေးတစ်ချောင်းထွက်လာတယ်ရော့ငါသားကြီးဒါအမေရဲ့စိတ်လက်စွပ်နဲ့ဆွဲချူွယ်တကယ်လို့များငါသားတို့အမေကိုမကယ်နိုင်ရင်တည်သွားခဲ့ပြီပေါ့ငါသားမိသားစုအတွက်ကယ်ဆယ်ရေးမိသားစုအတွက်လိုအပ်မယ်ဆိုရင်အကုန်လုံးရောင်းပြီးတော့တုံးလိုက်ပါလာခဲ့တဲ့ငါသားတို့ကပြည့်စုံတဲ့မိသားစုတစ်ခုဖြစ်ခဲ့မယ်ဆိုလို့ရှိရင်အခုဒုက္ခရောက်နေတဲ့အားလုံးအတွက်ဒါလေးကိုရောင်းပြီးတော့လှူပေးပါတကယ်လို့အမေအပြင်ဘက်ကိုထွက်လို့အသက်ရှင်ခဲ့လေငါသားကိုပေးထားတဲ့ပစ္စည်းနဲ့သဘောထားကမပြောင်းပါဘူးကွယ်တဲ့ငါသားတို့အဖွဲ့လဲဂယုစိုက်ကြပါအမေတို့ကလူလောကကြီးမှာဝအောင်နေပြီးပါပြီငါသားတို့လူနှလုံးလှသောလူငယ်တွေအများကြီးပဲတို့နိုင်ငံအတွက်လိုပါတယ်ကွယ်ကယ်ဆယ်ရေးလူငယ်လည်းပဲတိုက်အပြက်ပုံကြီးအောက်ကပြောလိုက်တဲ့အမေရွယ်မိန်းမသားတယောက်ရဲ့စကားကိုကြားပြီးတော့မျက်ရည်တွင်ကြမိပါရဲ့မျက်ရည်တွင်ကြတဲ့ဂျားကနေပြီးတော့စိတ်ချပါမိကျွန်တော်တို့အမေအသက်ကိုရအောင်ခဲ့ပါမယ်တဲ့